ပုစာဘက်မောင်မျိုးတယောက်တော်တော်ပြောနေတယ်ကဘာပေါ်မှာအပျော်ဆုံးလူသားဆိုရင်သူထိတ်ဆုံးအဖြစ်မယ်လေအချောင်းကသူ့အလွန်မင်းဆဲလန်းချခင်ရတဲ့ဖူးဖူးဟုဆိုတော့အမျက်တနုခေါ်အပ်တော့မေဖူးဖူးထံမှာအံ့ဩတကြီးလက်ခံရရှိလိုက်တယ်လေနိုင်ပိုင်းမြရှိသေးကြောင်းအံ့ဩတကြီးဟူသောစကားလုံးကိုရှင်းမအောင်တကယ်တော့ကိုချစ်သူမိန်းကလေးထံမှာချစ်အဖြစ်စကားပြန်ကြားရသည်မှာဘာမှအံ့ဩလောက်စရာတော့မဟုတ်ဘူးဒါပေမဲ့မောင်မျိုးတယောက်ညှော်မှန်းခဲ့မိတော့မေဖို့ရှိမှသူ့တသက်တာမြင်ဖို့သမျှလေးတွင်မော်ရင်မင်းသမီးသမျှလှဖသူလေးတယောက်ပေါ့မောင်မျိုးကလည်းရုပ်ရှိရေးရှင်ရှိုးကောင်းသူတယောက်သာဆိုရင်အံ့ဩစရာကိစ္စမဟုတ်ဘူးမောင်မျိုးမှာသူ့လိုငါလိုရကြမ်းရည်ကျိုးရုပ်ရည်သာပိုင်ဆိုင်နေလေငွေရေးစည်းရေးမှလည်းလက်ကားနေရင်သုံးဖြုံနိုင်သူတယောက်တော့မဟုတ်ဗျူဟာသာလိုတယ်ဆိုတော့ဆရာကြီးများကိုတော်ကီကအလှတ်ဘောလီကျွတ်အောင်ဆွဲဆောင်နိုင်သူတယောက်မဟုတ်မှန်းလဲကိုသိနေပြီးသားဒါကြောင့်ဖူးဖူးဟူသောလူတကာဆွရွခြင်းသောပန်းကလေးကမောင်မျိုးတိဟူသောလူတယောက်ကိုပြန်လဲချစ်ခြင်းမှာကိုယ်တိုင်မကြုံရလေရုံနိုင်ပွဲတော့မရှိဘူးမယုံစင်းနေအဖြစ်ပြက်တစ်ခုသာဖြစ်တယ်ဖူးဖူးမှာမောင်မျိုးတို့ကျောင်းဤအလှပကင်းစရင်ဝင်တူပေါ့ဖူးဖူးရဲ့မျက်လုံးဝိုင်းမျက်နှာဆန်လေးများနဲ့အရုပ်ကလေးလိုလှပလူနေပြီးချစ်ဆွဲကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့သူတယောက်လေးကိုလုံးကိုပေါက်ပိပိပါပါရှိပြီးမြမဆက်ဆန်အင်ကြီးဆန်းဆန်းများအောင်မှဝတ်မောက်ပြီးရုံချနေတဲ့ရင်စားနှဆိုင်တိမ်သောခါနဲ့လိုက်ဖက်လာသောတင်အိုးခက်ကလေးကို၎င်းငေးကြည့်ချဆွေးကြည့်ချတပြင်းချသောចောင်းသားထုကြီးမှာဒူးနဲ့တီထိုးမြမကသည်ကျောင်းအပြင်ကျူရှင်လောကတွင်တခါတည်းဝတ်တက်သောရှင်ဖက်ဟိုက်ဘလောက်အင်ကြီးလေးများနှင့်ထမင်းစကက်အတွင်းမှလှစ်ကနေပေါ်လာတတ်သောခြေသလုံးလေးများကြောင့်အချို့သောចောင်းသားများကျောင်းမမှန်တက်ကစာကြိုးစားလာကြတယ်လေဒါကြောင့်လေမောင်မျိုးမှငါလူစမူမရှိသေးရဲ့လားဟုလက်ခမောင်းခက်မတက်ပင်ဝမ်းသာလုံးဆို့နေရခြင်းလေတကယ်တော့ဖူးဖူးကိုသူတိတ်တခိုးချစ်နေသည်မှာကြာလှပြီဒါကြောင့်လေတငယ်ချင်းဖြစ်အောင်အရင်စူးစမ်းပြီးဖူးဖူးရဲ့အနာကိုကတ်ခွင့်ရအောင်လုပ်ခဲ့တယ်မာနမကြည့်တတ်တဲ့ဖူးဖူးကသူ့ကိုတငယ်ချင်းအဖြစ်တိမှတ်ပြုတ်လိုက်တယ်လေမောင်မျိုးရဲ့အာသာချက်ကတော့ရှားချံပြောရရင်အလိုက်တိခြင်းသူတစ်ပါးကိုနားလည်မှုပေးခြင်းတို့ချစ်တယ်ဒါကြောင့်လေမောင်မျိုးမှာချစ်သူခင်သူမိတ်ဆွေများပြီးသူချစ်နေတဲ့ဖူးဖူးပေါ်ပိုး၍ပင်ကြွတဆိုင်ရှင်းမိတာကြောင့်လေဖူးဖူးကသူ့လက်ထဲကြွကြလာရခြင်းပေါ့သူချစ်သောဖူးဖူးပေါ်ကြွတဆိုင်ရှိခြင်းကြောင့်ဖူးဖူးဟူသောပန်းလေးကသူ့လက်ထဲကြွကြလာရခြင်းလေချစ်သူဖြစ်ခါစားရက်များတွင်မောင်မျိုးတယောက်တိမ်ပေါ်လက်ဆောင်နေသလိုပျော်ရွှင်လာတယ်တချို့သောသူများကသမီးသားတွေလိုချက်ချင်းအခွင့်အရေးတမ်းယူပဲချစ်သူချောချောလေးအားလက်ချင်းချိတ်ကနေရအနှက်ရှောက်သွားနေရခြင်းသူ့အချိန်လေးကုန်ဆုံးစေခဲ့တယ်လေဟိုးတီပန်းစံလေးများထိုင်မိလင်နှခမ်းစိုးစိတ်ကြောင့်တတိနံလေးတင်းနေတဲ့ဖူးဖူးရဲ့နှခမ်းလေးများကိုမရေတရေနဲမိလိုက်လင်ပင်ရစားတဘာဝလမ်းဆုံးထိသို့ရောက်လို့မတက်သူ့စိတ်တွေလှုပ်ရှားခဲ့ရတယ်မောင်မျိုးရီးစားမထားဘူးမဟုတ်ဘူးထားဘူးတော်လေဖူးဖူးလိုပထမတန်းစားလေးနှင့်ထရသူဖြစ်သောကြောင့်သူ့မုံမမြင်လေးမမြင်ပေါ့ရီးစားဖြစ်ပြီးအတော်လေးကြာတော့မောင်မျိုးအခက်ခဲတစ်ခုနဲ့ကြုံရတယ်လေဖူးဖူးကိုဆွေယုံလေးလိုအလှထိုင်ကြည့်နေတဲ့သူ့ကိုတငယ်ချင်းများကစင့်တက်ဖို့ဝိုင်းပြောကြတယ်သူကမိန်းကလေးတယောက်တဲ့အချင်းလိုတယ်ဘာညာနဲ့ဖော်ရှောင်းပြောထားပေမဲ့တကယ်တမ်းအစင်တင်ဖြစ်သေးတာသူပင်လေတိတ်လှသောဖူးဖူးကိုသူမအုပ်ချင်လို့မဟုတ်ဖူးဖူးရဲ့အတွင်းကျတဲ့ခန္ဓာကိုယ်စိတ်ပိုင်းများကိုမမြင်ချင်လို့မဟုတ်ဘူးလေပြန်လန်းသူ့ရဲ့အတွင်းဖြစ်စီများကိုပြသရင်ရှက်နေမိခြင်းတခြားယောက်ျားသားတို့ဒါမျိုးစဉ်းစားခြင်းမှစဉ်းစားမယ်မောင်မျိုးကတွေးလွန်တတ်တယ်သူ့ရဲ့တိချက်ပေါ့ထူထူများမတိမတာဖုံးထားတဲ့နံရိုးပြန်ဘော်ဒီကို၎င်းမဲနေတဲ့ဖင်ရှုပ်လေးအား၎င်းရ
ရုပ်ဆအစုံမိမကိစ္စတွေတော့တို့ကတော့ရုပ်ကိုမကြည့်နဲ့လူကိုလာကြည့်တက်ဆဲသားစေရမယ်ဆိုတော့ဟုတ်လားမဟုတ်လားတော့မသိလူကြားခဲ့ဘူးတော့ကျင်းဝါတန်များလို့လက်မထောင်နိုင်သူတရားဖြစ်ဖို့နေနေတာလူစင်မိယုံလောက်တာရှိတဲ့သူ့ရဲ့ဖွားဘက်တော်လေးကဖူးဖူးမြင်သွားရင်စိတ်ဖြတ်သွားမှာပဲဟုတွေးရင်ရှက်နေမိတယ်သူတို့အချစ်ရေးကိုရှစ်ဆက်မတိုးခြင်းသာဖြစ်တယ်လေအရှက်ကြီးတဲ့မောင်မျိုးလေးစဉ်းစားထားသည်ကလက်ထပ်ပြီးမှဆိုရင်ဖူးဖူးတယောက်ရွေးဆက်စရာမရှိဘူးပေါ်ဆင်ပြေမဲ့ဟုတွေးလိုက်တယ်ဒါပေမဲ့တငယ်ချင်းများကမင်းအမေစောက်ခွေဟိုးကမင်းကိုအတီးယူမဲ့ဘသူကပြောတော့ခုလိုရေးစားဖြစ်ရတော့အခွင့်တာကိုင်းမှာအုတ်ချင်လဲဘာညာတာရကစတဲ့ဖြင့်ပေါ့ကွာပွားလုံးမကပွားကြတော့လေမောင်မျိုးကိုယ်တိုင်စိတ်ပါလာတော့တစ်ချင်ရဖြစ်ကွာဆိုပြီးဖူးအားပူစားလိုက်တော့တယ်ဖူးရင်ကိုတို့လွတ်လွတ်လပ်လပ်တွေ့ရရင်ကောင်းမယ်ကွာခုလဲတွေ့နေရတာပဲကိုရဲ့ဘသူတွေကလိုက်နောက်ဆက်နေလို့တော့မဟုတ်ဘူးလေနှစ်ယောက်တည်းတနေရာမှာစကားအေးဆေးပြောချင်တာကိုပြောတာဘသူမှလည်းမရှိတဲ့နေရာလေးကွာအမေသိရင်ခက်မယ်စကားပြောချင်တာနည်းနည်းချစ်လို့ပါဖူးရေဖူးကကိုကိုမချစ်ဘူးလားပြောထို့သို့တက်သမျှနေလဲများဖြင့်ချုပ်လေတော့အခါဖူးဖူးလဲလိုက်ချင်နဲ့ဟိုတယ်အခန်းလေးထဲသို့ပါလာရတော့တယ်အဖြူရောင်ရင်စစ်အင်ကြီးအဖြူနဲ့မိခိုးအပွင့်လေးများရွတ်ဆက်ထားတဲ့ထမင်းနဲ့လှကျင်တိုင်းလှနေတဲ့ဖူးတစ်ကိုယ်လုံးအောင်မောင်မျိုးတိတ်ကြုံကြည့်လိုက်တယ်လေဖူးကရှက်သေးဖြာပြီးမျက်နှာလေးခေါင်းငုံသွားတယ်မောင်မျိုးအငုံခံမဲ့လက်ပဲဆွဲပြီးအနှဲများကြာရှည်စွာပြေးလိုက်တယ်လေဟိုးမောင်းလိုက်တာကိုရဖူးပန်းသေးရောင်နှကန်းလေးကိုလှုပ်ပြီးလဲတိုင်းစွတ်စွတ်လေးကိုနမ်းချလိုက်တယ်ဟိုးထမ်းမှညီးတန်လေးများထွက်လာတယ်လေအင်ကြီးကျန်သီးလေးများကိုလည်းတစ်ခုချင်းစီရင်သားစွာဖြုတ်လိုက်တယ်ပေါ်ထွက်လာတဲ့ဘရာစီယာဖြူလေးကိုချွတ်ပင်လှုပ်တော့ဖူးကချွတ်မခံမဲ့လက်ဖြင့်အုပ်ထားတယ်လေမချွတ်ပါနဲ့လားကိုရဲ့ဖူးမနေတတ်လို့ပါမောင်မျိုးလေးဘာမှမပြောတော့ပဲမကြောက်ပါနဲ့လက်သိအပြုံးလေးနဲ့ဖူးလက်လေးကိုဖယ်ရှားလိုက်တယ်လေခုချိန်မှာအပြော့ထက်အလောက်ကပိုအရေးကြီးတယ်သူသိတယ်အဖြူရောင်ဘရာလေးကွာချပြင်းတော့ဖူးရဲ့အိတ်ဆက်ထားကြိုင်းနဲ့ရင်သားများကိုအဖတ်တရကိုင်းပြီးဟုသူ့လက်တွေဒီတဲ့ခဏတန့်သွားတယ်လေအေးခုနကဝတ်ထားတဲ့ဘရာဆရာနဲ့မနိုင်တနိုင်ဖြစ်ကအကွက်ချောင်းလေးပင်ပေါ်နေတဲ့ရင်သားထထများကမျက်လက်ပြလိုက်သလိုသူ့မြင်ကွင်းမှာပျောက်သွားသောကြောင့်ပဲသူမြင်ရသည်ကကျုပ်ဟပ်ပရိုက်ကျော်မရှိတရှိလောက်အနေထားဖြင့်ခက်ပြပြရင်သားဘာချောင်းမနားလဲတော့လေဖူးမရိပ်မိခင်ထိုရင်သားပြချက်လေးတွေကိုဆုပ်လိုက်နေလိုက်ဆုပ်လိုက်နေအင်းဖူးမနေတတ်တော့ဘူးကိုရဲ့ဖူးကသူ့အောက်မှာအငြိမ်မနေပဲဟိုထိုးတီထိုးပဲလက်ထဲမှာရင်သားပြပြလေးများကိုပင်သူ့လိုက်ဖမ်းရတာခက်နေတယ်လေသူစိတ်လျှော့လိုက်ပြီးထမိန်ကိုအမြန်ဆုံးနှိချွတ်လိုက်တယ်ဟာဘလို့ကြီးလဲဖူးထမိန်အောက်မှာစီတီပေါ်ထွက်လာတော့အခါမောင်မျိုးတတိလက်ရေးရွတ်လိုက်တယ်သူမြင်ဘူးသောအမျိုးသမီးစီတီများနဲ့မတူတမူထူးခြားကဘိုက်တီဖုံးနေတဲ့ဘောင်းမီတိုလေးကိုမြင်လိုက်ရတော့ကြောင့်လေဟီသူရေရွတ်တန်ကိုချားလိုက်တော့ဖူးကဟိခနဲ့တစ်ချက်ရေကရှက်တက်လေးဖြစ်နေတယ်လေသူ့ကိုရှင်းပြတယ်ဘိုက်ချက်ဘောင်းမီလေကိုရဲ့ဖူးကဘိုက်ခေါင်နဲ့ထွက်လို့ဝိရတာအော်ဒီလိုကိုရေရွတ်ပြီးဖူးဘောင်းမီကိုမောင်မျိုးဆက်ချွတ်ရင်စူးစမ်းလိုက်တယ်လေစီတီဘောင်းမီအသေးလေးလောက်မလွယ်ပေမဲ့တော်တော်လေးကြက်နေလို့မနဲ့စူးစမ်းကချွတ်လိုက်ရတယ်အောက်ဖက်မှာတော့မဲနဲ့ပြီးခြုံပုတ်လေးအောက်မှာပုံနေတဲ့မောင်မျိုးရဲ့ခီးဆုံးမှတ်တိုင်လေးအချိန်မဆိုင်ပဲရှေ့တော်ပြီးလက်ငါးချောင်းကိုအရင်လှုပ်ကရွှေလန်းငွေလန်းဖောက်လိုက်တယ်လေဖူးရဲ့မှတ်တိုင်လေးကလေမိုးဖွဲရတယ်လို့ဆိုးစစ်စစ်ဖြစ်လာပြီးမောင်မျိုးချင်းပေါင်းမင်းနဲ့ဘောက်စားကိုအမြန်ဆွဲချလိုက်တယ်ခက်ခက်ထလာတဲ့သူ့ဖားဘတ်တော်ကိုကြည့်တာမလုံမလဲဖြစ်မိတော့ဖူးမျက်နှာလေးကိုကြည့်လိုက်တော့သူ့လက်ချောင်းများကအစွမ်းကုန်မိမောနေပုံရတယ်လေဖူးမျက်နှာလေးမှာလည်းထူးခြားသောအရေးအရာမရှိဖူးရဲ့မှတ်တိုင်လေးတွင်းသူ့ဖွားဘတ်တော်ကိုဖြည်းဖြည်းချင်းလိုက်ပို့လိုက်တယ်လေဖူးမှတ်တိုင်လေးလေအသစ်ဆက်လေးတော့မောင်မျိုးမင်းထင်
ခရီးသွားတော့ရှိခဲ့ဘူးပုံရတယ်လေသူအရန်တင်းချက်မနေတဲ့လဲ၍အကောင်ခတိတိသူဖောက်ဖက်တော်ကိုဖဖအတွင်းပိုင်းကခက်စစ်စစ်လေးပင်ရှစ်ဖက်ကြိုဆိုလိုက်တယ်မောင်မျိုးတယောက်ဖဖရဲ့အော်ဟစ်ညင်းညူခြင်းမရှိတော့လေနှကန်းကိုက်ကအန်ချီရင်မျက်လုံးလေးမိတ်ထားတဲ့မျက်နှာလှလှလေးကိုအာရုံစိုက်ကြည့်ရင်အသင်းထုတ်ကိုအရှိန်တင်းကနှစ်ဆတိုးစူးစမ်းလိုက်တော့တယ်ဘလောက်မှမကြားပဲအချိန်တွင်းမှာပဲတည့်ရဲ့တောက်ရည်များဖဖကိုတွင်တို့အာမြင်စွာအရာပို့နိုင်ခဲ့တယ်လေဟုတ်ကောင်းလိုက်တာဖူးရဲ့ဟင်းဆက်စရာတွေမပြောနဲ့တော့ဖူးတိုင်းလက်သားမလို့ကိုပေါ်ကဖဲ့အောင်ဖဖရဲ့မျက်နှာအနှံကိုနှမ်းရင်တွန်းထုတ်ကဟိုတယ်မှပေးတော့တစ်ဖက်ကြီးကိုကိုပေါ်မှအခိုးတရွတ်ပတ်ရင်ရေချိုးခန်းသို့ဝင်သွားလိုက်တယ်ဖဖကိုမောင်မျိုးချိန်နဲ့ပြုံးရင်ကြည့်နေမိရလေပြီးမှတစုံတစ်ခုကိုတတိယကရေချိုးခန်းထဲကိုလိုက်သွားပြီးမိကိုရုတ်တရက်ဖွင့်လိုက်တယ်။အိုးဘာလာလောက်တာလဲ။မောင်မျိုးလိုက်လာမည်မထင်တော့ဖူးဖူးကတစ်ဖက်ကိုချွတ်ပြီးရေပိုက်ကားကိုကာရင်ကိုတန့်စင်နေတယ်လေ။တဲ့တိုးတယ်မထက်ရက်ပြီးကိုလုံးဒီလေးနဲ့ရှေ့ဖုံးရမလို့ခွဲရမလို့လုံနေတဲ့ဖူးဖူးရဲ့အဝိဖလာခန္ဓာကိုယ်ကိုမောင်မျိုးစူးစူးဆိုင်ကြည့်လိုက်တယ်လေ။သူခုနကမျက်စိများမှားသလားသိကျင်လို့ဖြစ်မယ်။ဒီတော့တခဲကြီးဟုသူထင်ခဲ့တော့ရှေ့ရင်နှမကခုနကအတိုင်းခတိတိတန်မှန်ဆိုင်လောက်ပဲရှိမယ်။အင်းစီဝတ်ထားတော့ကချက်ရက်နေတဲ့ဗိုက်သားလေးကလည်းအခုတော့ခက်ဆူဆူလေးထွက်နေတယ်လေ။တင်ပါလေးကလည်းကားတော့ကားပါတယ်။ဘေးကိုအနှဲငယ်ကားပေမဲ့နောက်ကကြည့်တော့ခက်ပြပြ။သူများမျက်စိအမြင်တွေအားနေနေပြီလား။တွန်းမိတော့လေအခြားယောက်ျားလေးများလည်းသူ့နီးလက်ကောင်းမေဖူးဖူးကိုတည့်ရကြခဲ့ကြတာသူသိနေတယ်သူနားမလည်နိုင်တဲ့ကိစ္စများကိုဘယ်လိုမေးရမလဲစဉ်းစားနေတော့ဖူးဖူးရဲ့လေတံကခက်တင်းတင်းထွက်လာတယ်လေကိုဘာလာကြည့်နေတာလဲလို့မေးနေတယ်လေအော်ဟိုရင်ရှုဖောက်မလို့ပါအဲ့ဒါဆိုလဲပေါ့လေဘာကိစ္စသူများကိုရက်ကြည့်နေရတာလဲဟေးဖူးကလှလို့သူ့အပြောကိုဖူးဖူးကမယုံသလိုနှဆောင်းထိုးပြီးရေချိုးခန်းထဲမှာထပ်သွားတယ်မတက်နိုင်သူမှုသားပြောလိုက်တယ်လေသူ့စိတ်ထဲရှိတာတွေအမှန်တန်ပြောလိုက်ရင်အနုပြုပုံးထက်ဆိုးတော့မှအသေးချပဲသူ့အနေနဲ့ဖူးဖူးကိုအပြစ်မမြင်ကဲရဲလိုခြင်းမဟုတ်အဝတ်စားဝတ်ထားခြင်းနဲ့ဝတ်မထားခြင်းကြာအတော်ခွာခြားပုံကိုသူနားမလည်နိုင်လို့သာဖြစ်တယ်ရောင်းလက်စားနဲ့ပေါက်เสียရှိတာပေါက်ရင်ပြန်ထွက်လာတော့အရာပေါ်မှာငုတ်ထုတ်ထိုင်နေတယ်လေဖူးလေးဟင်မျက်နှာလည်းမကောင်းပါလားဘာဖြစ်လို့ကို့ကိုပြောစမ်းပြီးတော့မျက်ရည်များဝဲလက်ချင်းစုပ်နေပြီးထိုင်နေသောဖူးဖူးမျက်နှာလေးကိုမြင်တော့မောင်မျိုးပြရခတ်သွားတယ်သူ့ချောမော့မေးတော့လေဖူးဖူးကမပြောချော့ကမှပုတ်ဆိုးလာသလားမျက်ရည်များတင်တင်စီးကျလာတယ်လေနောက်ဆုံးမောင်မျိုးတွတ်တွတ်ပြောကမေးလို့မကမေးမှစိုက်တန်တဟင်းနဲ့တူဖူးကအပြိုမှုတ်တာကိုသိတယ်မဟုတ်လားဟာဘာများလဲလို့ဒါများဖူးရင်အပြိုမှုတ်တော့ဘာဖြစ်လဲအဲ့ဟာတွေမကသေးဘူးကို့မျက်လုံးတွေကိုဖူးသိပါတယ်ဖူးကိုအားလုံးကလှလှပပလေးထင်ထားကြတာမျက်နှာကလည်းမိတ်ကပ်တွေလိမ့်ထားလို့သာကြည့်ကောင်းတာမျက်လုံးကလည်းမျက်ကပ်မှန်တက်ထားတာတကယ်တမ်းကျဖူးကအပြင်းစင်းတွေအခုခံတွေပါမှလှတာအခုအကုန်ချလိုက်တော့စိတ်ဖြစ်စရာကြီးမဟုတ်လားမောင်မျိုးတက်ပြင်းချလိုက်တယ်သူတွေးတောနေတဲ့ကိစ္စဖူးကပြောလာနေပြီလေမဟုတ်ပါဘူးဖူးရင်ကိုကတခါမှမမြင်ဘူးလို့နည်းနည်းအံ့ဩသွားတာပါဒီလိုတွေလောက်ရတယ်မှန်မသိလို့လေဟုတ်တယ်အဲ့ဒါဖက်အပ်ပါလို့ခေါ်တယ်ရင်သားမရှိတဲ့သူတော်ဝင်လာရင်ကြီးသွားတယ်လို့ထင်ရတယ်ဘိုက်ကလည်းပူးနေလို့ဘိုက်ချက်ပေါင်းပြီးဝတ်ထားရတယ်လေအတိတာအောင်ထမိန်ကိုဓာတ်တချချုပ်ပြီးဝတ်ရတာကိုအခုသိပြီမလားဟင်းသိပြီဟာဟာမောင်မျိုးတယောက်တွေ့မရတဲ့ပု္ပ္ပာတပုတ်အဖြေရသွားနေတယ်ပျော်ရွှင်စွာဖူးဖူးကိုထဖက်လိုက်တယ်ဖူးဖူးလည်းအတင်းရောပြီးသူ့ကိုများလှောင်နေသလားဟုသောမျက်မှောင်ကျုပ်ပြီးကြည့်လိုက်တယ်လေမောင်မျိုးကလက်ခပြကဒီမဲ့ဖူးကိုကနားမလဲလို့သိချင်တာပဲရှိတာအခုတော့ဘာဖြစ်လဲဖူးကကိုချစ်သူပဲဖူးအပြုံမှုတ်တာကောဘာအရေးလဲကိုဖူးချစ်ရင်ကျင်းနေတယ်ဒီလိုကိုလုံးရှိတာလေဘာဖြစ်လဲကိုတက်ကဖူးကလှောင်နေပြီးသားလေ
ကိုကားသာကိုလိုပုံမလားပန်းမလားလူမျိုးကိုဖူးကပြန်ချစ်လို့ဝမ်းသာနေရတာဒါမျိုးတွေးပြီးဝမ်းနဲ့မနေနဲ့ကြားလားအရင်လိုလှလှပပလေးပဲနေကိုချစ်ရင်ပြီးတာပဲမဟုတ်လားဒါပဲမဲ့ကိုကဖူးကိုလှလို့ချစ်တာမဟုတ်ဘူးလားမောင်မျိုးတက်ပြင်းထက်ချရင်သူဖူးကိုလှလို့ချစ်ခဲ့ကြမမြင်နိုင်ပါဘူးအခုကြတော့ရောသူ့စိတ်ထဲဘာမှမဖြစ်သလိုခါတိုင်းလိုပဲဖူးကိုချစ်တယ်ဖူးလေးဖူးသည်သူ့ရဲ့ဖူးစာပဲဖြစ်ရမည်ဟုယုံကြည်ထားပြီလေလက်ထပ်ဖို့အထိတောင်ရည်ရွယ်ထားပြီဖူးရဲ့ဝမ်းနဲ့တဝက်အားငယ်စိတ်တဝက်နဲ့မျက်နှာလေးကိုသူ့စိုက်ကြည့်ရင်ခေါင်းကပြလိုက်တယ်ဟေးကိုဖူးစာဘက်မှုလိုချင်တာသိလားဖူးကကိုရဲ့ဖူးစာဘက်မိုးတွေရွာပြီးနေပြန်ထွက်လာကစားကောင်းကင်ကြီးတွင်တိမ်ညိုမဲများလွတ်စင်ပြေထွက်ကုန်ကြသလိုဖူးမျက်နှာလေးလည်းပြုံးကဝင်းပသားရတော့တယ်